အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ MM မျိုးလိုက် channel ကနေပြီးတော့ဒီကနေ့မှာပြန်လဲကြိုးဆိုပါရစေဟုတ်ဒီကနေ့မှာကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြန်လဲမျှဝေပြီးတော့တင်ဆက်ပေးချင်တာကတော့လာမယ်ကျွန်တော်တို့တနေ့လာနေเนาะကျွန်တော်တို့29ရက်4လပိုင်း2026မှာထွက်မယ်ဒူဒီကိုဒီကနေ့မှာကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ကအကောင်းဆုံးဖန်တီးထားတဲ့ site ကိုဒီကနေ့မှာပြန်လဲမျှဝေတင်ဆက်အောင်မယ်ပြီးခဲ့တဲ့ကျွန်တော်တို့တောက်ကြနေမှာကျွန်တော်ကတုံညာပတိပေးထားခဲ့တယ်တုံညာပတိသမားတွေရောက်ကျွန်တော်တို့နောက်ဆုံးပေးအိမ်ထဲတွေရချလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဗီဒီယိုရကြသေးတယ်ရတဲ့သူတွေကျွန်တော်တို့ PDF ဝန်စားလေးဖြစ်ဖို့တောင်းဆိုချင်ပါတယ်ဒီကနေ့မှာလည်းထပ်မံပြီးတော့အကျိုးဖြစ်ထွန်းအောင်အကောင်းဆုံး trade တွေကမှာအကောင်းဆုံးကိုကျွန်တော်ကပြန်လဲမျှဝေတင်ဆက်မှာဆိုတော့ကျွန်တော်ဒီကနေ့မှာတင်ဆက်မဲ့လက်တွဲမူလေးကိုမတင်ဆက်ပေးခင်ကျွန်တော် YouTube channel ဖြစ်တဲ့မျိုးလိုက်ကိုလည်း subscribe ဆိုတဲ့နေရာစားတဲ့နေတွေ့ပြီးတော့ခေါင်းလောင်းလေးကိုမတရားသိတီးခဲ့ပြီးချင်ပါတယ်အကောင်းဆုံးဖန်တီးထားတဲ့ site ကိုပြန်လဲမျှဝေမှာဆိုတော့ကျွန်တော်တင်ဆက်မဲ့ဒီထိတ်စီးတွေနောက်ပြီးဒီပတိအခွင့်မှု site တွေကိုကျွန်တော်မိတ်ဆွေတွေစဆုံးကြည့်ရှုစေချင်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကထိတ်စီး site လေးနဲ့ဆက်တင်ပြီးတော့ပြတ်သားတင်ဆက်သွားမယ်ဟောကျွန်တော်ထိတ်စီး site လေးကိုအရင်ဆုံးသွားမယ်ကျွန်တော်ထိတ်စီး site ကလေးကကျွန်တော်ဘယ်ကနေဆက်တင်ထုတ်ယူမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှိတယ်ကျွန်တော်က2ရက်3ရက်8ရက်ကိုပေါင်းတယ်238ပေါင်းခြင်း238ပေါင်းခြင်းကတော့ကျွန်တော်တို့ကဒီနေရာမှာ3ကိုရရှိတယ်အဲ3ကိုနှစ်ခတ်ချင်းကျွန်တော်ဒီမှာပါရတယ်3ရက်နှစ်ခတ်ဒီ5ကိုပေးသွားတယ်အဲဒီ5ဒီပါဖြစ်ရမယ်ထွက်မယ်တူဒီမှာထိတ်စီဆိုဒီမှာ5 3မှာကျွန်တော်က5ထိတ်စီလေးကြာသွားပါတယ်3လုံးပေါင်းခြင်းကိုနှစ်ခတ်မှုရင်ကျွန်တော်တို့ကထိတ်စီပြန်ကိုကြာပေးရမယ်ပေါ့နော်ဒီလိုပုံစံနဲ့ရန်ကိုထူကြတဲ့ကျွန်တော်ကထိတ်စီ site ကိုလာမဲ့တင်လာ29ရက်နေ့တော့ကိုဒီပုံစံနဲ့ပြင်ဆင်ပြီးတော့အကောင်းဆုံးကြိုးစားတင်ဆက်ပေးအောင်မှာဖြစ်ပါတယ်ခင်ဗျာ။အခုနေ့ကျွန်တော်နောက်တစ် site ဆက်ကြည့်မယ်။နောက်တစ် site ကလည်းကျွန်တော်ဘယ်ကထပ်ယူတယ်လဲဆိုတော့ရှိရင်ကျွန်တော်တို့က2ရက်5ရက်9ရက်ကိုပေါင်းတယ်259ပေါင်းခြင်းကိုကျွန်တော်တို့ကယူပါတယ်ခင်ဗျ259ပေါင်းခြင်းကကျွန်တော်တို့ကဒီနေရာမှာပါရတယ်လေ6ဆိုပြီးတော့ကျွန်တော်တို့ရရှိတယ်အဲ6ကိုနှစ်ခတ်ချင်းနဲ့ပါရ6ရဲ့နှစ်ခတ်ဒီကျွန်တော်တို့က9ကိုပေးတယ်အဲဒီ9ဒီပါဖျက်မယ်ထွက်မယ်တူဒီမှာထိတ်စီဆိုတော့9ခွန်မှာ9ထိတ်စီဆိုပြီးတော့ဆင်းသွားတယ်238ပေါင်းခြင်းကကျွန်တော်တို့က3နှစ်ခတ်9 3မှာ9ထိတ်စီ259ပေါင်းခြင်းကလည်း6နှစ်ခတ်9ကလည်း9ခွန်မှာကျွန်တော်တို့ကဒီမှာ9ထိပ်စီဆိုပြီးတော့ရရှိတဲ့ပုံစံကိုမြင်တွေ့နေရပြီဖြစ်ပါတယ်။ခုထပ်ပြီးကျောင်းမိတ်ဆွေတွေကိုကျွန်တော်ပြန်လဲမျှဝေတင်ဆက်မှာကလည်းလာမဲ့တာကျွန်တော်တို့တိုင်းလာနေ29ရက်နေ့မှာထွက်မဲ့တူဒီအတွက်ကျွန်တော်ကထိပ်စီပထမမူလေးကိုပြတ်သားတော့မယ်။အဲ့ဒါကလည်းကျောင်းမိတ်ဆွေတွေအတွက်ကျွန်တော်ကဒီမှာရှိတဲ့8ရက်9ရက်3ရက်ကိုပေါင်းတယ်85 3ပေါင်းခြင်း85ပေါင်းခြင်းက3 3နဲ့3နဲ့ပေါင်းခြင်းက6ဆိုပြီးတော့ရရှိပါတယ်အဲ့ဒီ6ကိုကျွန်တော်တို့ကနှစ်ခတ်ချင်းနဲ့ပါရ6ရဲ့နှစ်ခတ်ဒီကျွန်တော်တို့က9ဆိုပြီးရရှိတယ်အဲ့ဒီ9ကလည်းပါပြရမယ်ထွက်မဲ့တူဒီမှာကျွန်တော်တို့ထိတ်စီဆိုပြီးတော့ဆင်းရမှာဆိုတော့အခုဆိုရင်ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲကျွန်တော်တို့က9ထိတ်စီဆိုပြီးတော့လာမဲ့တာတနင်္လာနေ့29ရက်4လပိုင်း2026အတွက်ရရှိသွားပြီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲကျွန်တော်တင်ဆက်ပေးလိုက်တဲ့ဒီကိုထိတ်စီ site လေးကတော့ကျွန်တော်မိတ်ဆွေတွေကြိတ်တွေ့မဲ့ site ထဲမှာပါမယ်လို့မျှော်လင့်နေအခုဆိုရင်တော့ကျွန်တော်တို့ကထိတ်စီ site လေးတွေပြီးပြီဆိုတော့နောက်ထပ်ဒုတိယ site ထိတ်စီလေးကိုထပ်ပြီးပြသပေးချင်ပါသေးတယ်နောက်ထပ်ဒုတိယ site ထိတ်စီလေးကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြအောင်နောက်ထပ်ဒုတိယ site ထိတ်စီရလဲကျွန်တော်ဘယ်ကယူတယ်လဲဆိုရင်ကျွန်တော်ဒီမှာရှိရဲ့3ရက်6ရက်ကိုပေါင်းတယ်เนาะဒီမှာ336ပေါင်းခြင်း336ပေါင်းခြင်းကတဲ့ကျွန်တော်တို့ဒီနေရာမှာပါရတယ်နှစ်ဆိုပြီးတော့ရရှိတယ်အဲ့ဒီနှစ်ကလည်းကျွန်တော်တို့ဒီမှာပါဖြစ်လဲဆိုတော့ကျွန်တော်ဒီမှာရှိရ2ရက်6ရက်4ရက်264ပေါင်းခြင်းရတယ်ကျွန်တော်ဒီမှာပါဖြစ်သွားတယ်နှစ်ဆိုပြီးတော့ပဲဆက်ပေးသွားတယ်ဒီမှာလည်း3လုံးပေါင်းခြင်းနှစ်ဒီမှာလည်း3လုံးပေါင်းခြင်းနှစ်ပေါ့နော်ကျွန်တော်ပုံစံနဲ့ပြန်ကြတယ်ဒီလိုပုံစံနဲ့ပဲကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ကနော်ထိတ်စီနောက် site ကိုလာမယ်ကျွန်တော်ကတိုင်းလာနေ29ရက်နေ့ဒီပုံစံနဲ့ထပ်မံကြိုးစားပြီးတော့အကောင်းဆုံးတင်ဆက်သွားမှာဖြစ်တယ်ဟုတ်ကဲ့ပြီးရင်ကျွန်တော်နောက်တစ် site ကိုဆက်သွားအောင်မယ်နောက် site ကလည်းကျွန်တော်ဘယ်ရယူတယ်လဲဆိုရင်ကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်ကနော်3ရက်5ရက်9ရက်ကိုပေါင်းတယ်359ပေါင်းခြင်း359ပေါင်းခြင်းရတယ်ကျွန်တော်ဒီနေရာမှာပါရတယ်ကျွန်တော်တို့ကခွန်ဆိုပြီးတော့ရရှိတယ်
အဲ့ခွန်စီကဘာဖြစ်ရမလဲကျွန်တော်ဒီမှာရှိရ2ရယ်9ရယ်3ညရယ်2 5 3ညပေါင်းခြင်းရတယ်ကျွန်တော်ဒီမှာခွန်ဆိုပြီးတော့ဆင်သွားတယ်ဒီမှာလဲ336ပေါင်းခြင်းရ2တီးတဲ့264ပေါင်းခြင်း2နောက်တစ်ခု359ပေါင်းခြင်းရတယ်ခွန်မို့လို့2 5 3ညပေါင်းခြင်းရတယ်ကျွန်တော်တို့ကခွန်ဆိုပြီးတော့ရရှိထားတဲ့ပုံစံပဲဖြစ်ပါတယ်ကျွန်တော်ကဒီလိုပုံစံနဲ့ပဲတောက်လျှောက်ထုတ်သွားမှာဆိုတော့အခုထပ်ပြီးတော့ပြသတင်ဆက်မယ်ဆက်ကလည်းလာမဲ့ဒါကျွန်တော်တို့တနင်္လာနေ့29ရက်နေ့မှာထွက်မယ်တူရီအတွက်ကျွန်တော်နောက်ထပ်ထိပ်စီလေးကိုပြသသွားမယ်အဲ့ဒါနဲ့မြင်တွေ့တဲ့အတိုင်းပဲကျွန်တော်ဒီမှာရှိတဲ့4ရယ်5ရယ်ခွန်ရယ်ကိုပေါင်းတယ်4 5ခွန်ပေါင်းခြင်း4 5ခွန်ပေါင်းခြင်းရတယ်ကျွန်တော်ဒီနေရာမှာပါရလဲ6ဆိုပြီးတော့ကျွန်တော်တို့ရရှိပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒီ6ကလည်းကျွန်တော်တို့ဘာဖြစ်ရမလဲဆိုတော့ကျွန်တော်ဒီမှာရှိရ8ရယ်3ညရယ်လွတ်နေတဲ့ကလန်းလုံးပေါင်းခြင်းဒီကျွန်တော်တို့6မှုဆိုပြီးဆင်ရမယ်ဒီမှာ8 3ညပေါင်းခြင်းရ8ပဲရှိပါသေးတယ်8ကိုကျွန်တော်6ဖြစ်ချင်းတော့ကျွန်တော်တို့ဒီမှာ8တလုံးထည့်ရင်8 3ည8ပေါင်းခြင်းက6ဆိုတော့ဖြည့်လိုက်တဲ့8ကတော့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်လာမဲ့တာတနင်္လာနေ့29ရက်နေ့အတွက်ထိပ်စီဖြစ်သွားပါပြီခင်ဗျာဟုတ်ကဲ့ခုဆိုကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲကျွန်တော်တို့က9ထိပ်စီ10ထိပ်စီဆိုပြီးထိပ်စီနှလုံးရရှိလာပြီဒီထိပ်စီနှလုံးတွေကပဲထိပ်စီကကျွန်တော်မိတ်ဆွေတွေအတွက်ကြိုက်ဆုံးအားရဆုံးထဲမှာပါမယ်ဆိုတာလေးကိုကျွန်တော်ကိုကြံပြည့်စုံချင်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ကထိပ်စီ site လေးတွေပြီးပြီဆိုတော့ကျွန်တော်တို့ကနောက်ဘိတ် site လေးတွေကိုဆက်သွားမယ်အခုကျွန်တော်တို့နောက်ဘိတ် site ပထမမူလေးကိုကျွန်တော်မိတ်ဆွေတွေကိုထပ်မံပြီးတော့ကျွန်တော်ပြသပေးသွားမယ်နောက်ပြီးပထမမူလေးကဘယ်လိုရသူမလဲဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ38ရက်ထိပ်စီ3ကိုယူပဲပြီးကျွန်တော်ဒီမှာလဲ9ကိုရက်ထိပ်စီ9ကိုယူတယ်ပြီးလဲကျွန်တော်ဒီမှာ9 3ရက်ထိပ်စီ9ကိုယူပြီးကျွန်တော်မိတ်ဆွေတွေကျွန်တော်ကနောက်ဘိတ်ကိုပြသတက်ဆက်သွားမယ်ဘယ်လိုပုံစံယူသလဲဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ3ဆိုပြီးရထားတယ်အဲ့3ကဘာဖြစ်တယ်လဲဆိုရင်ကျွန်တော်ဒီမှာရှိရ9ရက်1ရက်3ရက်ကျွန်တော်ဒီမှာ9 1 3ပေါင်းခြင်းရတယ်ကျွန်တော်ဒီမှာဖြစ်သွားတယ်3ဆိုပြီးစေတယ်3ထိပ်စီးကြီးတဲ့ဒီမှာ3လုံးပေါင်းခြင်းပြန်ကိုကြပေးရမယ်ပုံစံနဲ့ကျွန်တော်ကနောက်ပိတ်ပထမမူကိုလာမဲ့တနင်္လာနေ့29ရက်နေ့ကိုထပ်မံပြင်ဆင်ပြီးတော့အကောင်းဆုံးကြိုးစားပြီးတော့ရွေးချယ်ပြသပေးလိုက်တယ်ခင်ဗျာဟုတ်ကဲ့ပြီးကျွန်တော်နောက်တစ်စိုက်ကိုကြည့်အောင်မယ်နောက်စိုက်ကကျွန်တော်ဒီမှာ9 9ရက်ထိပ်စီ9ကိုယူထားတယ်အဲ့ဒီ9ရက်ဘာဖြစ်လဲကျွန်တော်ဒီမှာရှိရ3ရက်9ရက်ခွန်ရက်3 5ခွန်ပေါင်းခြင်းရတယ်ကျွန်တော်ဒီနေရာမှာပါရတယ်ကျွန်တော်တို့ဒီနော်9ဆိုပြီးတော့ရရှိသွားတယ်6တက်3ပေါင်းခြင်းရတဲ့ဒီမှာ3ထိပ်စီမို့လို့6တက်3ပေါင်းခြင်းကြာပြီးတဲ့ပုံစံဖြစ်တယ်ဒီမှာလဲ9ထိပ်စီမို့လို့3 5ခွန်ပေါင်းခြင်းကျွန်တော်တို့က9ဆိုပြီးရရှိထားတာဖြစ်တယ်ခုထပ်ပြီးကျွန်တော်မိတ်ဆွေတို့ပြန်လဲမျှဝေပေးပါသည်လာမဲ့တာကျွန်တော်တို့တနင်္လာနေ့29ရက်နေ့မှာထွက်မဲ့တူးရီတွေကျွန်တော်ကနော်ထိပ်စီကိုပြသတင်ဆက်ပြီးတော့နောက်ဘိတ်ကိုပြသတင်ဆက်သွားတော့မယ်အဲ့ဒါကလည်းကျွန်တော်ဒီမှာ9 3ရက်ထိပ်စီကျွန်တော်9ကိုယူထားပြီးအဲ့ဒီ9စီလည်းဘာဖြစ်ရမလဲဆိုတော့ကျွန်တော်ဒီမှာရှိရ1ရက်8ရက်လွတ်နေတဲ့ကလန်လုံးပေါင်းခြင်းဒီကျွန်တော်တို့ဒီမှာ9ဆိုရှင်းရမယ်1 8ပေါင်းခြင်းက9ပဲရှိတယ်9ကို9ဖြစ်ခြင်းတော့ကျွန်တော်တို့ဒီမှာ6တလုံးထည့်ရင်1 8 6ပေါင်းခြင်းကနော်ကျွန်တော်တို့9ဆိုတော့ဖြစ်လိုက်တဲ့6ကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်လာမဲ့တာကျွန်တော်တို့တနင်္လာနေ့29ရက်4လပိုင်း2026အတွက်ကျွန်တော်နောက်ဝေးဖြစ်ပြီးအခုဆိုရင်ကျွန်တော်မိတ်ဆွေများမြင်တွေ့တဲ့အတိုင်းပဲအပူပြီးတော့ကျွန်တော်တို့ကဒီမှာနှစ်ခက်ကလေးကလည်းထပ်ပြီးတော့ရရှိလာပြီဖြစ်တဲ့အတွက်ဒီကနေ့အတွက်အရန်ကိုထူကြတဲ့ဒါကနန်ကောင်းလေးဆိုတော့အားရခြင်းနဲ့ပဲထင်တယ်เนาะဒီနေ့အတွက်တော့အကောင်းဆုံးတင်ဆက်ပေးလိုက်တဲ့ကနန်ကောင်းလေးတစ်ခွက်ရရှိသွားပြီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲအအောင်ဆုံးကနန်တစ်ခွက်တော့ကျွန်တော်မိတ်ဆွေတွေရရှိလာပြီနောက်ထပ်ဒုတိယဆိုင်အနေနဲ့ကျွန်တော်ကနောက်ဘိတ်နောက်ဆိုင်ကိုထပ်မံပြသတင်ဆက်ပေးမယ်။ဟုတ်ကဲ့ကျွန်တော်တို့နောက်ထပ်နောက်ဘိတ်လေးကိုထပ်ပြီးကြည့်ကြအောင်။နောက်ထပ်နောက်ဘိတ်ကလေးရလေကျွန်တော်ဘယ်ရယူတယ်လဲဆိုရင်ကျွန်တော်ဒီမှာရှိ9ရက်9ရက်1ရက်ကိုပေါင်းတယ်9 9 1ပေါင်းခြင်း9 9 1ပေါင်းခြင်းကတော့9တဲ့9ကိုနှစ်ခါချိန်ခြင်းကတော့ကျွန်တော်တို့ဒီမှာ3ကိုပေးထားတယ်။အဲဒီ3ဒီမှာပေးရမယ်ထွန်းမဲ့တူဒီမှာနောက်ဘိတ်ဆို4 3ပါဒီမှာ3နောက်ဘိတ်ဆိုပြီးဆင်းတယ်။နောက်ကျွန်တော်တို့ဒီမှာ3လုံးပေါင်းခြင်းနှစ်ခါမှုရင်နောက်ဘိတ်ကြကိုကြပေးရမယ်ပုံစံခင်ဗျာဒီလိုပုံစံနဲ့ပဲရန်ကိုလာပါတယ်ဆိုရဲနောက်ဘိတ်နောက်တစ် site ကိုကျွန်တော်မိတ်ဆွေရေးအတွက်လာမယ်တင်းလာနေ29ရက်နေ့တော့ကိုကျွန်တော်ကဖန်တီးပြီးတော့အကောင်းဆုံးကြိုးစားတက်ဆက်ပေးလိုက်တယ်ခင်ဗျာဟုတ်ကဲ့ပြီးရင်ကျွန်တော်နောက်တစ် site ဆက်သွားမယ်နောက် site ကလည်းကျွန်တော်ပြန်ထည့်ယူတယ်ဆိုရင်ကျွန်တော်ဒီမှာရှိနေကျွန်တော်ကခွန်ရဲ3ရဲ9ရဲကိုပေါင်းတယ်ခွန်3 5ပေါင်းရတယ်ဒီမှာ9ကိုပဲထည့်ရတယ်အဲ့ဒီ9ကိုနှစ်ခါချိန်လဲကျွန်တော်တို့ဒီမှာပါရတယ်3ကိုပဲပြီးတယ်အဲ့3တွေရတယ်ထွန်းမဲ့ဒူဒီမှာနောက်ဘိတ်ဆို3ည3ပါဒီမှာ3နောက်ဘိတ်ဆိုပြီးဆက်ချသွားပြန်တယ်နော်9
ကိုတစ်ပေါင်းချင်းက9ရဲ့နှစ်ခတ်3ဟာ3နောက်ပိတ်ဆိုပြီး43မှာပေးတယ်လို့ပဲဒီမှာခွန်35ပေါင်းချင်းကလည်း9နှစ်ခတ်3ကလည်း33မှာကျွန်တော်တို့3နောက်ပိတ်ဆိုပြီးတော့ရရှိတာကိုမြင်တွေ့နေရပြီဖြစ်တယ်ဦးထပ်ပြီးတော့ကျောင်းမိတ်ဆွေတွေဖန်တီးတင်ဆက်ပေးတော့မှဒီလာမဲ့တာကျွန်တော်တို့တင်းလာနေ29ရက်နေ့မှာထွက်မဲ့ဒူတီရဲ့နောက်ပိတ်ကိုပြတ်သားပေးတော့မယ်ဒါကလည်းကျောင်းမိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာရှိတီရဲ့8ရက်ကိုပေါင်းတယ်8ပေါင်းချင်း8ပေါင်းချင်းကတော့3ညကိုပေးတယ်3ညကိုနှစ်ခတ်ချင်းကျွန်တော်ကခွန်ဆိုပြီးရရှိတယ်အဲ့ဒီခွန်ပါဖြစ်ရမယ်ထွက်မဲ့တူဒီမှာနောက်ဘိတ်ဆိုပြီးဆင်းရမှာဆိုတော့ဦးဆိုကျော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲခွန်နောက်ဘိတ်ဆိုပြီးတော့လာမယ့်29ရက်4လပိုင်း2026အတွက်ရရှိသွားပြီဖြစ်တယ်ရန်ကုန်လာတယ်ခွန်နောက်ဘိတ်လို့ပြောလို့ရတယ်အခုဆိုကျော်မိတ်ဆွေတွေမြင်တွေ့တယ်ပေါ့နော်ကျွန်တော်တို့ကဒီမှာနှစ်ခတ်အပူနော်ကြားကြောင့်မလို့ကြစရာညီကိုပဲရှိတော့တယ်ရန်ကုန်လှပါတယ်ဒီကနေ့တော့နော်ထူးခြားခြားလေးနဲ့ရရှိထားတယ်ဒီခဏနေဖြစ်တဲ့အတွက်ကြိုက်တွေ့မယ်လို့ကျွန်တော်ကတော့လုံးဝကိုယုံကြည်ထားပါတယ်ခင်ဗျာဟုတ်ကျွန်တော်ကတော့နောက်ရက်မှာလည်းပေါ့နော်ဒီထက်ပုံမကောင်းမွန်တဲ့ site တွေနဲ့ကျွန်တော်မိတ်ဆွေတွေကိုဖန်တီးပြီးတော့အကောင်းဆုံးပြသတင်ဆက်ပေးရုံပဲအဲ့ဒီဗီဒီယိုလေးတွေလည်းကျွန်တော်မိတ်ဆွေတွေချင်းနေပြီးနေထပ်မှပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုဖိုင်လေးအောက်ကဒီအောင် subscribe ဆိုတဲ့စာတန်းနဲ့ဒီဘိနာခေါင်းလောင်းလေးကိုတီးထားရင်ကျွန်တော်တည်များဗီဒီယိုတွေကိုကျွန်တော်မိတ်ဆွေတွေချင်းနေပြီးထပ်မှကြည့်ရှုနိုင်မှာဖြစ်တယ်ဒီကနေ့မှာကျွန်တော်မိတ်ဆွေကျွန်တော်တင်ဆက်ပေးထားဒီလာမယ့်ဒါ29ရက်ကျွန်တော်4လပိုင်း2026မှာထွက်မယ်ဒူးကြီးတို့ကိုကျွန်တော်ကအကောင်းဆုံးဖန်တီးပေးထားတယ်အဲ့ဒါနဲ့မြေတူတဲ့အတိုင်းပဲပထမကဏ္ဍတော့နှစ်ခတ်ကလေးကိုရရှိတယ်ဒုတိယကဏ္ဍတော့လည်းကျွန်တော်တို့ဒီမှာ8ခွန်လေးကိုရရှိတယ်နောက်ထပ်အနေနဲ့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်မေတ္တာလက်ဆောင်လေးကိုထည့်ပြီးတော့ပေးမယ်အဲ့ဒါတော့ကျွန်တော်မိတ်ဆွေတို့6ခွန်ဆိုတဲ့ကဏ္ဍလေးကိုမေတ္တာလက်ဆောင်ထည့်ပေးတယ်အကျိုက်ဆုံးကဏ္ဍတစ်လုံးကတော့ဒင်းလာလေးတော့ခွန်တစ်လုံးဖြစ်တယ်ခွန်ကျဲတဲ့လူကခွန်ကိုကစားမယ်ကူးကျဲတဲ့လူကကူးကိုကစားမယ်အခွေသမားတွေကတော့ဒီမှာရန်ကိုလှပါတယ်ကျွန်တော်တို့ကခွန်8 6 9ကို4တုံးကိုခွေးရမှာဖြစ်တယ်အကောင်းဆုံးနဲ့အကြိုက်ဆုံးတွေကိုထိထိမိဖြစ်အောင်ဖန်တီးပေးလိုက်တယ်ဒီအခွေကတော့လာမဲ့တင်းလာနေမှာလုံးအောင်အကူရမဲ့ site ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီကနေ့တော့အကောင်းဆုံးဖန်တီးပေးတာကိုမြင်တွေ့ရပြီဖြစ်တဲ့ကျင်းနေလိမ့်မယ်လို့လည်းထင်တယ်ကျွန်တော်ဗီဒီယိုလေးဝင်ရောက်ကြည့်ရှုတဲ့မိတ်ဆွေအားလုံးလည်းဒီကနေ့လေးပေါ့ပါစေလောင်းဆုမကောင်းတောင်းပေးတယ်ကျွန်တော်ဗီဒီယိုလေးဝင်ရောက်ကြည့်ရှုတဲ့မိတ်ဆွေအားလုံးဒီစိတ်ချမ်းသာခွေးချမ်းသာနဲ့ပြည့်စုံပါစေစစ်ပေးသွားပြီးယောဂပေးအားလုံးကိုကြော်လွှားပြီးတော့ဒီကနေ့လေးနဲ့ပေါ့ရချမ်းသာရှင်လန်းတဲ့ဘဝလေးကိုပိုင်ဆိုင်ပြီးတော့လူဝင်ဆန္ဒတွေပြည့်ကြပါစေလို့ကျွန်တော်ကဆုမကောင်းတောင်းနေပဲကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်ဒီတောင်းနေပဲဆုံးသက်ရနာပါတယ်အားလုံးကိုထူပဲကျေးဇူးတင်ပါတယ်ခင်ဗျာ